Hi guys ဒီနေ့တော့ Mati channel မှာနေရင်းနဲ့ phrasal verb quiz လေးခုကိုမေးသွားပါမယ် preposition လေးတွေမှန်အောင်ဖြေနိုင်မလားကြည့်ကြအောင် Are you ready Welcome to Mati's English Fix. အပင်တွေကနေပူလို့ခြောက်တွေ့ကုန်ပြီ The plants are drying in or out အဖြေကတော့ out ပါ dry out အဆိုဓာတ်တွေကုန်ခန်းပြီးခြောက်တွေ့သွားတာကိုသုံးတာပါဒီပိုက်ဖွင့်တာကို turn the hose on လား up လားအဖြေကတော့ on ပါ turn on the hose စက်ပစ္စည်းဒါမှမဟုတ်ရေပိုက်တွေကိုဖွင့်တာဆိုလို့ရှိရင် on ကိုသုံးရတာပါပင်တွေကိုအခုလိုရေနဲ့ဖမ်းပေးနေတာကို spray the garden လို့ခေါ်ပါတယ် down or away အဖြေကတော့ down ပါ spray down ရေပိုက်နဲ့နေရာအနှံ့ကိုဖျန်းတာမို့လို့ down နဲ့သုံးတာကပို့ပြီးတော့ native ဆန်ပါတယ်အဆုံးမိကောင်ကတော့အပင်တွေပြန်လန်းလာတာကို the plants are perking up or in အဖြေကတော့ up perk up ညိုးနေရာကနေပြန်လန်းဆန်းလာတာကိုပြောတာပါကဲလေးခုစလုံးမှန်တဲ့သူတွေရှိစားလားဘယ်နှခုမှန်လဲဆိုတာ comment မှာရေးခဲ့ကြအောင်နော် See you in the next video. Bye bye.